အားလုံးပဲမင်္ဂလာပါဗျဘောလုံးဝါသနာရှင်တွေအားလုံးရင်ခုန်စောင့်မျှော်ခဲ့ကြရတဲ့2026ခုနှစ်ကမ္ဘာဖလား World Cup 2026ပြိုင်ပွဲကြီးရဲ့ဖွင့်ပွဲနေ့ကိုဒီနေ့မှာစတင်ရောက်ရှိလို့လာခဲ့ပါပြီဗျာကမ္ဘာအဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တာမို့ပွဲဥထွက်အုပ်စုကရဲ့အဖွင့်ပွဲစဉ်နှစ်ပွဲဟာဘလောက်တောင်အကျိတ်အနယ်ရှိပြီးရင်ခုန်ဖို့ကောင်းမလဲဆိုတာဂိုးပေါ်ဂိုးအောက်အမြင်တွေနဲ့အတူတေချာစောက်ချပြီးသုံးသပ်ပေးသွားပါမယ်ပထမပွဲစဉ်မက္ကဆီကိုနဲ့တောင်အာဖရိက South Africa ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ပထမဆုံးအဖွင့်ပွဲစဉ်ဖြစ်ပြီးပေါက်ကြီးအရာအင်ရှင်အဖြစ်ပူးတွဲကျင်းပခွင့်ရထားတဲ့မက္ကဆီကိုအသင်းက1.459နဲ့အပြတ်သက်အလေးထားနေပါတယ်မက္ကဆီကိုဟာအင်ကွင်းပရိသတ်အင်အားရာသီဥတုအသားကျမှုတွေနဲ့အတူအဖွင့်ပွဲမှာ3မှတ်အပြည့်ရဖို့တိုက်စစ်ဖွင့်ကစားမှာတေချာပါတယ်တောင်အာဖရိကကလည်းအာဖရိကဇုံကနေခက်တက်လန်းလာခဲ့တာမို့တံပြန်တိုက်စစ်နဲ့တုံ့ပြန်မှုစူးစမ်းပါလိမ့်မယ်ဒါပေမဲ့အဆင့်အတန်းနဲ့အင်ကွင်းအတားချက်အရာမက္ကဆီကိုကပဲပွဲကိုစိုးမိုးပြီး2-1လောက်နဲ့နိုင်သွားမဲ့ဖတ်ကိုပေါ်ပွဲစဉ်ဖြစ်ပါတယ်ဗျဒုတိယပွဲစဉ်တောင်ကိုရီးယားဆော့ကိုရီးယားနဲ့ချက်သမရနိုင်ငံ Czech Republic ဒါကတော့အာရှကြားနဲ့ဥရောပတိုက်ကစားကွက်ကြစ်လက်တဲ့အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပါပဲတက္ကသိုလ်နှစ်ပေါက်ကြီးမှာတောင်ကိုရီးယားက2.8နဲ့ချက်သမရနိုင်ငံက2.9ပေါက်ထားတာမို့လုံးဝကိုခြေရည်တူညှက်ပိတ်နေတဲ့ပွဲစဉ်ဖြစ်ပါတယ်အုပ်စုအဆင့်ပထမပွဲဖြစ်လို့နှစ်သင်းစလုံးဟာအမှားမခံပဲခံစစ်ကိုအရင်တေချာပြင်ဆင်ပြီးမှစနစ်တကျကစားကြမှာဖြစ်ပါတယ်တသင်းနဲ့တသင်းအပြန်အလှန်အမှားဆောင်ရင်ထိန်းကစားသွားကြမှာမို့ဂိုးအများကြီးထွက်ဖို့ခက်ခဲပြီး1-1ဆိုတဲ့ရလဒ်မျိုးနဲ့ဂိုးအောက်ဖြစ်သွားဖို့အလုံးမြင့်မားပါတယ်ဗျာကဲကမ္ဘာဖလားရဲ့ဖွင့်ပွဲနေ့မှာအားလုံးပဲဘယ်အသင်းတွေကိုအားပေးကြမှာလဲမက္ကဆီကိုတို့အဖွင့်လာသွားမလားကိုရီးယားတို့အာရှကုံဆောင်နိုင်မလားဆိုတာခမက်မှာဝင်ရောက်ဆွေးနွေးခဲ့ကြအောင်နော်ကမ္ဘာဖလားပွဲစဉ်တွေရဲ့သုံးသက်ချက်တွေကိုနေ့တိုင်းအချိန်မီကြည့်ရအောင်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe အမြန်ဆုံးလုပ်ထားကြပါဦးဗျာအားလုံးပဲကမ္ဘာဖလားပွဲစဉ်တွေနဲ့အတူပျော်ရွှင်ကန်ကောင်းကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်